မင်းသားအေးချမ်းမောင်ရဲ့အနုပညာကြီးဟာမြန်မာလွန်းနာမလို့ထိုက်တန်မှုမရှိသေးကြောင်းဝေဖန်နေကြတဲ့ပရိသတ်များပေတန်တန်ဇက်ကားနဲ့ဟိုလေးတကြောကြောဖြစ်နေတဲ့မင်းသားအေးချမ်းမောင်ရရှိတဲ့အနုပညာကြီးဟာအကယ်ဒမီလေးထက်ကွမ်းဝိုင်းရင်သရုပ်ဆောင်နေတို့နဲ့အကယ်ဒမီမြင့်မြတ်တို့ရရှိတဲ့အနုပညာကြီးထပ်များနေတဲ့တဲ့ရင်ပေါ်မထိုက်တန်သေးကြောင်းထောက်ပြလာကြပါတယ်။အချို့ကတော့ထုတ်လုပ်သူနဲ့မင်းသားတို့ကြားညှိနှိုင်းမှုအဆင်ပြေတာကြောင့်ရရှိလာတဲ့အနုပညာကြီးကိုမနာလိုစရာမရှိကြောင်းပြောဆိုသူတွေလည်းရှိလို့နေပြန်ပါတယ်။မင်းသားမင်းသမီးတွေရရှိတဲ့နုပညာကြီးကိုပရိသတ်တွေတင်ဘက်ကအများစုကစိတ်ဝင်စားသည့်ချင်းကြပြီးဈေးကွက်အတွင်းမှာဘယ်မင်းသားမင်းသမီးကအနုပညာကြီးအမြင့်ဆုံးဆိုတာကိုလည်းလုပ်ငန်းရှင်ကြီးတွေကကိုယ်တိုင်နားဆွင့်ရရှိကြပါတယ်။အနုပညာလောကအတွင်းမှာထပ်ပေါ်လာတဲ့သတင်းစကားတွေထက်ဆင့်အကယ်ဒမီနေတို့ကရုပ်ရှင်ဇာတ်ကားတကားအတွက်ကျပ်သိန်း900 1000ထက်ရရှိပြီးအကယ်ဒမီမြင့်မြတ်ကတော့ကျပ်သိန်း900 900ကြားရရှိနေကြောင်းသိရပါတယ်။ပြည်တီဦးရဲ့လက်ရှိပေါဈေးကတော့ထပ်ပေါ်လာခြင်းမရှိသေးပဲ၎င်းရဲ့နုပညာလှူရှာမှုကနေပါလွန်တာကြောင့်လူအများကမင်းသားတွေရဲ့နုပညာကြီးနှိုင်းယှဉ်မှုစီရင်မှာထဲသွင်းစဉ်းစားထားပုံမရတာကိုလည်းသတိပြုမိပါတယ်။ဒရိုက်တာပြဟိန်းတီဟာကကျွန်တော်ပြောခဲ့တဲ့စကားတွေကမင်းသားနေဝင်းကိုပြောတာပါ။ဒါပေမဲ့ကျွန်တော်ပြောဆိုမှုနောက်ပိုင်းနေဝင်းနဲ့ပတ်သက်ပြီးသတင်းမထွက်လာပဲအီချက်မောင်ဆိုပြီးသတင်းထွက်လာတဲ့အပေါ်မှာကျွန်တော်တော်တော်လေးကိုအံ့အားသင့်သွားပါတယ်။ကျွန်တော်ကိုအရင်ကပပိုဆန်းကမေးဖူးတယ်မြင်မြတ်တို့ကအသက်ကြီးလာပြီးမင်းသားအဖြစ်နောက်ထပ်မွေးဖို့လိုလာပြီးဆိုတာမျိုးပေါ့လို့သူ့ရဲ့ YouTube channel ကနေတဆင့်ပြောထားတာပဲဖြစ်ပါတယ်။